ရှစ်တဝါခက်နောက်စဝါခက်ဆုံးဖြတ်ခက်ရွေးချယ်ခက်အခြေအနေများကြုံရတတ်ပါတယ်ကိုယ့်ရဲ့အကြံစီများရွေးချယ်များပြည့်မြောက်အောင်မြင်စေဖို့အတွက်ကလည်းပဲရှစ်တဝါခက်နောက်စဝါခက်ဆုံးဖြတ်ခက်အခြေအနေများကြုံရတတ်ပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့မိမိအလုပ်လုပ်တဲ့နေရာမှာမကောင်းသောအတက်မကောင်းသောပညာများရှိတတ်ပါတယ်ကိုယ့်ရဲ့ဆိုင်မှာကိုယ့်ရဲ့လုပ်ငန်းမှာကိုယ့်ရဲ့ရုံးခန်းမှာကိုယ့်ရဲ့နေရာမှာမကောင်းသောအတက်မကောင်းသောပညာများရှိတတ်ပါတယ်အဲ့တော့တန့်သွားရလေအောင်ရှက်လက်ကိုင်နဲ့ရေရဲရောပြီးတော့ဖြန်းပြီးပါဟင်းချက်တဲ့ရှက်လက်ကိုင်ဖလားထဲမှာရေထည့်ပါရှက်လက်ကိုင်လေးအနှဲငယ်ထည့်ပါကိုယ်အနားဝန်းကျင်မှာအနှဲငယ်ဖြန်းတော့ပေးပါဒါဆိုတော့တန့်သွားပါလိမ့်မယ်ငွေကြေးကတော့အင်မတန်ကောင်းနေပါတယ်ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်အောင်မြင်ခြင်းနဲ့မိတ်ဖြစ်ပါတယ်အဲ့တော့ရစားရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်ပေးစားရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စများကိုအဲ့တော့ရဲရဲတင်းတင်းဆောင်ရွက်လို့ရပါတယ်အခြေအနေနဲ့ပတ်သက်လို့ကတော့တယောက်ကအဖြူတယောက်ကအမဲအမြင်နဲ့အယူဆတွေကွဲလွဲနေတတ်ပါတယ်အိမ်ထောင်ရေးနဲ့ပတ်သက်လို့ကတော့အိမ်ထောင်ဘက်ရဲ့ဖုံးကွယ်ခြင်းဟန်ဆောင်ခြင်းခံတတ်ပါတယ်ပညာရေးကအင်မတန်ကောင်းနေပါတယ်အဲ့တော့မိမိရည်မှန်းထားတာတဲ့ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်ကျမ်းမိုင်နဲ့ပတ်သက်လို့ကတော့ဝမ်းပိုက်ဦးခေါင်းလေနဲ့ပတ်သက်တဲ့ယောဂများတတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးဒီတို့ကန်ဆယ်မယ်ဆိုရင်တော့9106ဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်တွေကတော့အဖြူရောင်အဝါရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့ဘောပင်နဲ့ခောက်ပြီးတော့ဘောပင်အဲ့တော့စာရေးတဲ့ဘောပင်အဲ့တော့ပါဇက်ကလည်းစူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နေ့မဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုဘောပင်နဲ့ခောက်ပြီးပါကံကောင်းစေမဲ့ရတရားကတော့အိမ်ပြားမှာအဝါရောင်ပန်းငါးပွင့်လှူဒန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်ပြီးကြေပြော့ပြီးတော့ကံဒီကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ဖို့ပါပျော်ရွှင်ကြပါစေအဲ့ရဝေးအဆက်တဲ့ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်တည်င်းကောင်းတွေကြားဖို့ရှိနေပါတယ်ဝမ်းသာစက်ဧည့်သည်များတွေ့ရဖို့ရှိနေပါတယ်အဲ့တော့ပြည်တွင်းပြည်ပခီးများသွားဖို့လည်းပဲအကြောင်းတွေပေါ်လာပါလိမ့်မယ်ကိုယ့်ရဲ့အကြံစီများရွေချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်မကြခင်မှာတည်င်းကောင်းတွေကြားဖို့ရှိနေပါတယ်ကောင်းသောခီးများသွားဖို့ရှိနေပါတယ်အဆက်တဲ့ကောင်းတွေအကူအညီကောင်းတွေပေါ်လာဖို့ရှိနေပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့လုပ်ငန်းတွေစီးပွားတွေတိုးတက်အောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းတွေစီးပွားတွေအလုပ်ကိုင်တွေတိုးတက်အောင်မြင်စေဖို့အတွက်စိတ်ကူးအကြံကောင်းဉာဏ်ကောင်းတွေပေါ်ထွက်လာဖို့ရှိနေပါတယ်အဲ့တော့မြန်မြန်ဆန်ဆန်အကောင့်တွေပေါ်ဆောင်ရွက်စီလိုပါတယ်ငွေကြေးကလည်းပဲအင်မတန်ကောင်းနေပါတယ်အဲ့တော့ရရရှိတဲ့ငွေများရဖို့ရှိနေပါတယ်ဝန်ထမ်းများငွေလည်းမြဲဖို့ရှိနေပါတယ်အဲ့တော့ပေးစားရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်လို့ရပါတယ်ငွေကြေးနဲ့ပတ်သက်လို့အောင်မြင်ခြင်းနမိတ်ဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်လို့ကတော့မိမိရဲ့အမှန်တွေပါလျက်နဲ့စကားပြောညှင်းခုန်ဖြည့်ရှင်းရတတ်ပါတယ်အိမ်ထောင်ရေးစကားပြောမှတ်တဲ့စကားပြောကြွတတ်ပါတယ်အမျိုးသမီးတယောက်လည်းကြားဝင်ရှုပ်တတ်ပါတယ်ကိုယ့်ရဲ့ဆွေမျိုးတွေကအမျိုးသမီးတယောက်ကိုအကြောင်းပြီးတော့လင်းနေမရကတောက်ကစားဖြစ်တတ်ပါတယ်ပညာရေးကံအလယ်လက်လူကများများကြိုးစားအားထုတ်ဖို့ရည်ကြည်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့ခြေထောက်ခါးနဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးထီတိုးကန်ဆန်းမယ်ဆိုရင်တော့6918ဖြစ်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့ရေခွက်နဲ့ခောက်ပြီးပါရေခွက်အဲ့တော့စတိခွက်လည်းရတယ်ကွက်ခွက်လည်းရတယ်ပါစကလည်းစူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်ရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုရေခွက်နဲ့ခောက်ပြီးပါကံကောင်းစေမဲ့ရေတရားကတော့အိမ်ဖျားမှာပန်းအဖြူနှစ်ပွင့်ကိတ်မုတ်နှစ်ချက်လူတန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညံ့ခက်တွေကြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပျော်ရွှင်ကြပါစေကိုယ့်ရဲ့ဘဝကြီးပွားဖို့တိုးတက်ဖို့အောင်မြင်ဖို့ချမ်းသာဖို့အတွက်စိတ်ကူးအကြံကောင်းဉာဏ်ကောင်းတွေပေါ်ထွက်လာဖို့ရှိနေပါတယ်အဲ့တော့မြန်မြန်ဆန်ဆန်အကောင့်ထဲပေါ်ဆောင်ရွက်စီလိုပါတယ်ကိုယ့်ရဲ့အကြံစီများရွေချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်ကလည်းပဲစိတ်ကူးအကြံကောင်းဉာဏ်ကောင်းတွေပေါ်ထွက်လာဖို့ရှိနေပါတယ်
စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းတွေစီးပွားတွေတိုးတက်အောင်မြင်မှုရှိနေပါတယ်လုပ်ငန်းစီးပွားတွေတိုးချက်ပါလုပ်ငန်းစီးပွားတွေတိုးတက်အောင်မြင်ခြင်းနမိတ်ဖြစ်ပါတယ်ငွေကြေးကံအနှဲငယ်ညက်နေပါတယ်ငွေကြပြောက်တာမျိုးအထားမှားတာမျိုးအလင်ခန်းတာမျိုးသတိထားစီလိုပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုအထူးသတိထားပြီးတော့ဖြတ်တန်းစီလိုပါတယ်အဲ့တော့အခြေအနေပတ်သက်လို့ကတော့လူ၃ယောက်ကြောင့်မိမိတို့နှစ်ယောက်ကတောက်ဆဖြစ်တတ်ပါတယ်၃ယောက်အတွဲ၃ယောက်အတွဲကအခြေအနေမှာဝင်ပြီးတော့ရှုပ်နေတတ်ပါတယ်၃ယောက်အတွဲကိုသတိထားပါအိမ်ထောင်ရေးအမြင်နဲ့အယူဆတွေကွဲလွဲနေတတ်ပါတယ်မာနတွေအားပြိုင်နေတတ်ပါတယ်သူကလည်းမလျှော့ကိုကလည်းမလျှော့ဖြစ်နေတတ်ပါတယ်အဲ့တော့ညှိနှိုင်းရခဲ့တဲ့ကိစ္စများလည်းကြုံရတတ်ပါတယ်ပညာရေးကံအလယ်လက်လူကများများကြိုးစားအားထုတ်ဖို့အရေးကြီးပါတယ်ပညာရေးနဲ့ပတ်သက်လို့အရေးသားမှားတာမျိုးအတွက်ချက်မှားတာမျိုးသတိထားစီလိုပါတယ်ကျန်းမာရေးဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးဒီတော့ကန်ဆန်းမယ်ဆိုရင်တော့9194ဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်တွေကတော့အဝါရောင်အပြာရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့အာလူနဲ့ခောက်ပြီးပါအာလူနှင်းချက်စားတဲ့အာလူပါဇက်ကလည်းစူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့အဲ့တော့ရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုအာလူနဲ့ခောက်ပြီးပါတော့ကံကောင်းခြင်းမဲ့ရေရာကတော့အိမ်ဖျားမှာပေါင်မုတ်5ချက်ပန်းအဝါ9ပွင့်တူတန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပျော်ရွှင်ကြပါစေအဲ့တော့ကြီးမားတဲ့ကောင်းတဲ့အပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်အလုပ်အပြောင်းလဲနေရာအပြောင်းလဲကောင်းသောအပြောင်းလဲများကြုံရဖို့ရှိနေပါတယ်ကိုယ့်ရဲ့ဘဝခံယူချက်တွေဘဝအမြင်တွေဘဝအယူဆတွေလည်းပဲကောင်းသောအပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်ကိုယ့်ရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်စေဖို့တော့ကလည်းပဲကောင်းသောအပြောင်းလဲများဖြစ်လာဖို့ရှိနေပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့လူကြီးတယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်နောက်ရှေ့တိုးဝါခဲ့နောက်ဆုံးဝါခဲ့ဆုံးဖြတ်ရခဲ့ရွေးချယ်ရခဲ့အခြေအနေများလည်းကြုံရတတ်ပါတယ်ငွေကြေးကံအမြဲတမ်းကောင်းနေပါတယ်အဲ့တော့ရဆက်ရှိတဲ့ငွေများရဖို့ရှိနေပါတယ်ပေးဆက်ရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုအဲ့တော့ရဲရဲတင်းတင်းဆောင်ရွက်လို့ရပါတယ်ထွက်နေတဲ့ငွေတွေရှိနေပဲပြန်ဝင်လာဖို့ရှိနေပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့ချစ်သူရဲ့ဖုံးကွယ်ခြင်းဟန်ဆောင်ခြင်းခံရတတ်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့စိတ်ပူစရာလေးတွေစိတ်နှောက်ယှက်ဖြစ်စရာလေးတွေတဝင်းတူစရာလေးတွေရောထွေးနေတတ်ပါတယ်အိမ်တောင်ရေးကံအင်မတန်ကောင်းနေပါတယ်အဲ့တော့ကလေးမရသေးတဲ့သူများကလေးရဖို့ရှိနေပါတယ်အဲ့တော့အိမ်တောင်ရေးအဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေပါလိမ့်မယ်အဲ့မိမိတို့နှစ်ယောက်ရဲ့စိတ်ကူးမျှော်လင့်ချက်တွေပြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်ပညာရေးကံအလယ်လက်မှာပဲရှိနေပါတယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ကျောင်းတွေသင်တန်းတွေပညာတွေသင်ရဖို့ရှိနေပါတယ်ကျမ်းမိုင်နဲ့ပတ်သက်လို့ကတော့သွားကြိုက်တာမျိုးခေါင်းကြိုက်တာမျိုးခေါင်းမူတာမျိုးတတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးထီထိုးကန်ဆန်းမယ်ဆိုရင်တော့643ခုဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်တွေကတော့အနက်ရောင်အဝါရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့ရက်တောင်နဲ့ရက်ခတ်ပြပါရက်တောင်အဲ့တော့ပါဇက်ကလည်းစူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့အဲ့တော့ရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုရက်တောင်နဲ့ရက်ခတ်ပြပါအဲ့တော့ကံကောင်းစေမဲ့ရေရာကတော့အိမ်ဖျားမှာစွန်းသုံးပကံလှူဒန်းပြီးတော့စူတောင်းခြင်းအပြင်ကံအညံ့ခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပျော်ရွှင်ကြပါစေအဲ့တော့ဘာသာရေးကဲရှင်းတဲ့လူတစ်ယောက်စီကနေပြီးတော့ကိုညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်ကိုယ့်ရဲ့ဘဝကြီးပွားဖို့တိုးတက်ဖို့အောင်မြင်မှုချမ်းသာစေဖို့အတွက်ဘာသာရေးကဲရှင်းသောလူတစ်ယောက်စီကနေပြီးတော့အကြံဉာဏ်အကူအညီယူပါကိုယ့်ရဲ့အကြံစီများရွေချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်ကလည်းပဲဘာသာရေးကဲရှင်းသောလူတစ်ယောက်နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ပါဒါဆိုရင်တော့ကိုယ့်ရဲ့အကြံစီများရွေချက်များပြည့်မြောက်အောင်မြင်ပါလိမ့်မယ်စီးပွားရေးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့လုပ်ငန်းတွေစီးပွားတွေတိုးတက်အောင်မြင်မှုရှိနေပါတယ်လုပ်ငန်းတစ်တွေစလို့ရပါတယ်လုပ်ငန်းစီးပွားနဲ့ပတ်သက်တဲ့ကိစ္စများကို
တော့ရဲတင်းတင်းဆောင်ရွက်လို့ရပါတယ်အဲ့တော့ငွေကြေးကံကတော့လက်ရှိအခြေအနေကအကောင်းဆုံးမဟုတ်သေးပါဘူးဒီတက်ပို့ပြီးတော့ကောင်းလာဖို့ရှိနေပါတယ်အဲ့တော့ငွေတွေပေါ်များကျွေးပွားချမ်းသာစေဖို့ရသက်ရှိတဲ့ငွေတွေရဖို့ပေးသက်ရှိတဲ့ငွေတွေပေးနိုင်ဖို့အကျွေးတွေကြေးဖို့ငွေကြေးကံတွေကောင်းဖို့အတွက်လက်ရှိအခြေအနေကအကောင်းဆုံးမဟုတ်သေးပါဘူးဒီတက်ပို့ပြီးတော့ကောင်းမဲ့နီးလန်းတွေအခွင့်အလမ်းတွေရှိနေပါသေးတယ်ရှာကြံမှာတွေးတော့ပါကြံစပါအဲ့တော့အခြေအနေပတ်သက်လို့ကတော့စိတ်ပူစရာလေးတွေစိတ်အနှောက်အယှက်ဖြစ်စရာလေးတွေတဝင်းတိုးစရာလေးတွေရောထွေးနေပါလိမ့်မယ်အဲ့တော့ပြက်မလို့ပွဲမလို့ဖြစ်တဲ့သမီးကြီးသားများကတော့မပြက်မကွဲပါဘူးအိမ်ထောင်ကြီးကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်ကလေးမရသေးတဲ့သူများကလေးရဖို့ရှိနေပါတယ်အဲ့တော့အိမ်ထောင်ကြီးအစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာပါလိမ့်မယ်အဲ့တော့အိမ်ထောင်ဘက်ကိုအကြောင်းပြပြီးတော့စိတ်ချမ်းသာပျော်ရွှင်ခြင်းငွေဝင်ခြင်းနမိတ်ဖြစ်ပါတယ်ပညာရေးကံအမှန်တန်ကောင်းနေပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်လို့စိတ်ကူးအကြံကောင်းဉာဏ်ကောင်းများပေါ်ထွက်လာဖို့ရှိနေပါတယ်အဲ့တော့ရဲတင်းတင်းဆောင်ရွက်စေလိုပါတယ်ကျမ်းမိုင်းနဲ့ပတ်သက်လို့ကတော့စိုးစိုးဝါဘာမှမတွေ့ရပါဘူးဒီတို့ကန်ဆန်းမယ်ဆိုရင်တော့8နှစ်19ဖြစ်ပါတယ်ကံကောင်းစေတဲ့အရာတွေကတော့အနီရောင်အပြာရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့ကျက်သွန်အနီနဲ့ကောက်ပြီးပါကျက်သွန်အနီပါစကလည်းဆူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့အဲ့တော့ရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုကျက်သွန်အနီနဲ့ကောက်ပြီးပါအဲ့တော့ကံကောင်းစီမဲ့ရေရကတော့အိမ်ဖျားမှာပန်းအဖြူ2ပွင့်ကိတ်မုတ်2ချက်လူတန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအညံ့ခိုက်တွေကြီးပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်းစေလွတ်လပ်ပေါ်ပါပြည့်စုံကြပါစေအဲ့တော့မိမိရဲ့အကြံစီများရွေချက်များထင်တော့ကြက်ကြံနေတတ်ပါတယ်အဲ့တော့လက်ရှိနေရာမှာမကောင်းသောအတက်မကောင်းသောပညာများလည်းရှိနေတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အကြံစီများရွေချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်အနည်းငယ်ထင်တော့ကြက်ကြံနေတတ်ပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်တွေနဲ့ပတ်သက်လို့ကောင်းသောအပြောင်းလဲတွေကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အလုပ်တွေနဲ့ပတ်သက်လို့ကိုယ့်ရဲ့အမြင်တွေလည်းပဲကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ကတော့လက်ရှိအခြေအနေကအကောင်းဆုံးမဟုတ်သေးပါဘူးဒီတက်ပို့ပြီးတော့ကောင်းနိုင်တဲ့နည်းနဲ့ရှိနေပါသေးတယ်အဲ့တော့ငွေတွေပေါ်များကျွေးပါစေဖို့ရသက်ရှိတဲ့ငွေတွေရဖို့ပေးသက်ရှိတဲ့ငွေတွေပေးနိုင်ဖို့အတွက်လက်ရှိအခြေအနေကအကောင်းဆုံးမဟုတ်သေးပါဘူးဒီတက်ပို့ပြီးတော့ကောင်းတဲ့နည်းနဲ့ရှိနေပါသေးတယ်အဲ့တော့တွေးတော့ပါရှာကြဲမှာကြံစပါနော်အခြေနဲ့ပတ်သက်လို့ကတော့အဲ့တော့အခြေအစင်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေတာပါလိမ့်မယ်အဲ့တော့ပြေပြီးသားသူများတော့ပြေတဲ့ပြေပါလိမ့်မယ်ပျော်ရွှင်မှုတွေကြည်နူးရေကုန်စရာတွေစိတ်လှုပ်ရှားစရာတွေရောထွေးနေတဲ့နမိတ်ပဲဖြစ်ပါတယ်အိမ်ထောင်ရေးနဲ့ပတ်သက်လို့အိမ်ထောင်ရေးအစင်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေတာပါလိမ့်မယ်အိမ်ထောင်ဘက်ကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ခြင်းနမိတ်ပဲဖြစ်ပါတယ်ပညာရေးကံအလယ်လက်လူကများများစူးစမ်းအားထုတ်ဖို့ရည်ကြည်ပါတယ်ကျမ်းမိုင်းနဲ့ပတ်သက်တော့စိုးစိုးကဘာမှမတွေ့ရပါဘူးဖြီထိုးကစားမယ်ဆိုရင်တော့8ခွန်16ဖြစ်ပါတယ်ကံကောင်းစေတဲ့အရာတွေကတော့အဝါရောင်အဖြူရောင်အနက်ရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုတော့သတင်းစာနဲ့ရက်ခတ်ပေးပါသတင်းစာအဲ့တော့ပါစကလည်းစူတောင်းမှာရောင်းထွက်ဖို့ရောင်းကောင်းဖို့အဲ့တော့ရောင်းကောင်းခြင်းနဲ့ရောင်းထွက်ခြင်းတဲ့ပစ္စည်းများကိုသတင်းစာနဲ့ရက်ခတ်ပေးပါရိုက်ပေးပါကံကောင်းစေမဲ့ရေရာကတော့အိမ်ဖျားမှာခောက်ဆွဲကြော်လှူဒန်းပြီးတော့စူတောင်းခြင်းအပြင်ကံအညံ့ခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပျော်ရွှင်ကြပါစေအဲ့တော့ရှေ့တော့ခဲ့နောက်ဆုံးရောက်ခဲ့သုံးဖြတ်ခဲ့ရွေးချယ်ခဲ့အခြေအနေများကြုံရတတ်ပါတယ်ကိုယ့်ရဲ့အကြံစီများရွေးချယ်များပြည့်မြောက်အောင်မြင်စေဖို့တော့ကလည်းပဲရှေ့တော့ခဲ့နောက်ဆုံးရောက်ခဲ့အခြေအနေများကြုံရတတ်ပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့လုပ်ငန်းတွေစီးပွားတွေတိုးတက်အောင်မြင်မှုရှိနေပါတယ်လုပ်ငန်းစီးပွားတွေတိုးတက်အောင်မြင်စေဖို့အတွက်စိတ်ကူးအကြံကောင်းဉာဏ်ကောင်းများပေါ်ထွက်လာဖို့ရှိနေပါတယ်အဲ့တော့မြန်မြန်ဆန်ဆန်ဆောင်ရွက်ဆိုနေပါတယ်အဲ့တော့ငွေကြေးကံအနည်းငယ်ညက်နေပါတယ်ရစရာပေးစရာငွေများတင်းတော့ကြံ့ကြံ့နေတတ်ပါတယ်ငွေအလင်ခံတတ်ပါတယ်အထူးသတိထားပြီးတော့ပြတ်တန်းစီလိုပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့စိတ်ပူစရာလေးတွေစိတ်နှောက်ယှက်ဖြစ်စရာလေးတွေတဝင်တူစရာလေးတွေအဲ့တော့ရောထွေးနေပါလိမ့်မယ်
တော့ပြက်မလို့ကွဲမလို့ဖြစ်နေတဲ့ချစ်သူများကတော့မပြက်မကွဲပါဘူးအိမ်တော်ရေးကအင်မတန်ကောင်းနေပါတယ်အဲ့တော့ကလေးမရသေးတဲ့သူများကလေးရဖို့ရှိနေပါတယ်အဲ့တော့မိမိတို့နှစ်ယောက်ရေနားနီးသောနေရာကိုသွားတတ်ပါတယ်အိမ်တော်ဘက်ကိုအကြောင်းပြပြီးတော့စိတ်ချမ်းသာခြင်းပျော်ရွှင်ခြင်းနမိတ်ပဲဖြစ်ပါတယ်ပညာရေးကအင်မတန်ကောင်းနေပါတယ်အဲ့တော့မိမိရည်မှန်းထားတာတဲ့ပို့ပြီးတော့အောင်မြင်မှုရှိနေပါတယ်ကျမ်းမိုင်နဲ့ပတ်သက်တော့အပူလောင်တာမျိုးခြေထောက်တို့လက်တို့ထိခိုက်မိလိုက်မျိုးသတိထားစီလိုပါတယ်ဖြစ်မဲ့လို့မဆိုလိုပါဘူးထီထိုးကန်ဆန်းမယ်ဆိုရင်တော့69ခုဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်တွေကတော့အဝါရောင်အပြာရောင်အစိမ်းရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်ထွက်ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုတော့စာအုပ်တုံးနဲ့ရက်ခတ်ပေးပါရိုက်ပေးပါဗလာစာအုပ်ရတယ်ဝိတုစာအုပ်ရတယ်စာအုပ်လို့ခေါ်တော့ရစာအုပ်အဲ့တော့ပါဇက်ကလည်းစူတောင်းမှာရောင်ထွက်ဖို့ရောင်ကောင်းဖို့အဲ့တော့ရောင်ကောင်းခြင်းနဲ့ရောင်ထွက်ခြင်းတဲ့ပစ္စည်းများကိုစာအုပ်နဲ့ရက်ခတ်ပေးပါရိုက်ပေးပါကံကောင်းစေမဲ့ရတရားကတော့အိမ်ဖျားမှာကြာစံကျော်လှူဒန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေလွတ်လပ်ပေါ်ပါပျော်ရွှင်ကြပါစေ